အဲ့တော့ကဲဒီလောနဲ့ဘာရင်းမြန်ဖြစ်သွားမလဲပေါ့နော်လောသေးတော့ဒါပေါ်နဲ့အောက်နဲ့ second tower တွေကတော့ကုန်သွားပြီအလယ်မှာပဲ tower ကျန်တော့တာကဲ mega tower ရဲ့အထိပါဒါလောအနေနဲ့ဝင်လာဖို့တော့ရှိတယ်သို့တော့ grow အနေနဲ့ကတော့ worry ပဲဖြတ်ကားလာတာဗျ quantity ခန်းသွေးတော့ကိုင်းသွားပြီ execution toss row ပေးထားပြီးတော့မှပြန်ပြီးတော့ထွက်လာပြီ KZ တော်တော်လေးတော့မှုတ်သွားပြီဗျအလယ်မှာလဲ tower line ပေးလိုက်ရတယ်လို့ royal run အနေနဲ့ကလည်းသွေးတော်တော်မှုတ်သွားပြီဗျ itachi ထမ်းမှန် flicker ပဲပေးပြီးတော့ပြေးထွက်သွားရင်းနဲ့ပဲ oh my god ရောင်ရလိုက်ရ damage နာပြေးနေတာပဲ oh မ KZ shut down သွားပြီဗျ quantity ခန်းနောက်မှလိုက်မင်းနေရဆိုရင်နောက်မကန်နေနဲ့ပဲတေဝိုင်းနဲ့ပဲ oh my god iron granger အသက်မရှိတော့ဘူး table game ပဲ leslon နဲ့တူပဲထပ်ပြီးတော့မ gas ဝိုင်းချက်လာတယ်ဆိုရင်နောက်မပန် e-sport ကမ်ဘဖို့တော့များနေပြီဗျဟိုတင်ဝိုင်းအောက်ဆိုတဲ့နေသားမှာနေတာကြီးဗျလုံးဝ surprise လုံးဝ surprise ဖြစ်တာဗျနော်ကဲကားတွေပါလာခဲ့တယ်ဆိုရင်နောက်မှာတော့7 minute free weight လေးတစ်ဝိတ်ကတော့ထွက်လာအောင်မယ်ဒီဟာတွေသာဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့နော် epic canvas လုံးဝဟိုမှာတကယ်ရင်ကုန်စိတ်လုံရှားစရာကောင်းတဲ့ဖန် e-sport ရဲ့ epic canvas ကိုတွေ့နိုင်မှာခိုင်းတော့ပဝေးတွေပိုင်းနဲ့လာကားခြင်းနဲ့ဆိုရင်လည်းမရတော့ဘူးဗျာ game နဲ့မကွမ်းဟိုတော့ဖန် e-sport အဲတို့ pirate တွေကိုအကောင်းဆုံး canvas ပြီးတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဟိုရောက်တကယ်ကောင်းတယ်ရောက်ဖန် e-sport တကယ်ကောင်းတာရောက်နော်ရောက်နော်ဘလူးကြီးလေဘလူးကြီးလေစော်သွားတာကြီးอ่ะကဲဒီနေသားမှာတော့ဒါနော် MBV နေနဲ့ကတော့ဒါတစ်ဖက်မှာ glue ဒီဘက် MBV နေနဲ့ကတော့ဒါ quantity ခန့်လေးပဲရသွားခဲ့ရောက်ဖန်ဘက်ကဟာလဲခွန်တိုက်ချယ်ကြီးอ่ะကြောက်စရာ